ဟိုးတော့ကဗာရဏသီကပြမတတ်ဆိုတဲ့မင်းကြီးမှာအလွန်ဆိုးဝါးကြမ်းတမ်းတဲ့သားတော်တစ်ပါးရှိခဲ့တယ်။ဘသူကိုပဲဖြစ်ဖြစ်အဆဲမပါပဲမရိုက်မနှက်ရပဲပြောဆိုနေတတ်သူမဟုတ်ဘူး။သူ့နာမည်ကဒုဋ္ဌကုမာရလို့ခေါ်တယ်။တနေ့အချမ်းရံနေတဲ့အတူညစ်စိတ်ကိုရေချိုးသွားတော့အဲ့ဒီအချိန်မှာပဲမိုးတွေရွာပြီးတော့မုန်တိုင်းမျိုးတွေကျလာခဲ့တယ်။ဒါကိုအကျင့်ဆိုးတဲ့ဒုဋ္ဌကုမာရမင်းသားကသူ့ကိုမြင့်လေကောင်ကိုတဲဆောင်သွားပြီးတော့ရေချိုးပေးရမယ်လို့ဆိုတယ်။အဲ့ဒီမှာကျွန်းအစီအပါးတွေကမင်းသားကိုမြင့်လေကောင်ခေါ်သွားပြီးတော့လေမုန်တိုင်းတွေကြားထဲမှာလူယုံမှာသွားစမ်းဟာဆိုပြီးမြည်ရီချိုးတဲ့မျောပစ်ခဲ့လိုက်ကြတယ်။အဲ့ဒီမြည်ရီထဲမှာသူ့လိုပဲတစ်တုံးနဲ့အတူမျောပါလာကြတဲ့အလွန်အားနည်းနေကြတဲ့မွေးတကောင်ရဲ့ကြက်တူရွေးရဲ့ကြွက်တကောင်ရဲ့ဒီသုံးကောင်ဟာတစ်တုံးနဲ့အတူမျောပါလာတာတွေ့တော့မင်းသားကလည်းအဲ့ဒီတစ်တုံးကိုဆွဲကိုင်းပြီးတော့ဖက်တွေလိုက်လာခဲ့တယ်။အဲ့ဒါလို့မျောပါလာရင်မြက်ကွေတနေရာအရောက်မှာတော့တိရွက်မိုးเจ้าငယ်လေးနဲ့နေနေတဲ့သူတော်စင်ရတိเจ้าနာရောက်တော့မင်းသားရဲ့အော်ဟစ်ငိုကြွေးနေတဲ့အတန်ကိုကြားပြီးတော့သူတော်စင်ရတိကသူပဲသေးသေးဆိုပြီးတော့မုံတိုင်းနေချားမှာဆဲပြီးတော့ကဲယူခဲ့တယ်။ကန်းစားရောက်တဲ့အခါမင်းသားကိုလည်းချီးပြီးတော့ကုန်းပေါ်တင်ချတယ်လို့မွေတို့ကြွက်တို့ကြေးသားတို့ကိုလည်းဒီလိုပဲချခဲ့တာပါပဲ။ကြောင်းရောက်တဲ့အခါမှာတော့သိပြီးတော့ချမ်းအေးပြီးအားနည်းနေတဲ့ကြွက်တို့ကြက်တူရည်တို့မွေတို့ကိုဂယူးဒီဇိုင်းနဲ့မီးလုံးစေတာအစာကျွေးတာတွေလုပ်တဲ့အခါမင်းသားကသူ့ကိုတော့ဂယူးဆိုင်နေတယ်။ဘာမဟုတ်တဲ့တရိษံတွေကိုဦးစားပေးတယ်ဆိုတဲ့စိတ်နဲ့ရသိเจ้าမှာနေစဉ်ကလေးကရသိကိုကျေးဇူးတင်ဖို့နေသားလက်စားချေဖို့အထိသူအကြောင်းပြဖို့စိတ်တည်မွေးခဲ့တယ်။အဲ့ဒါလို့နဲ့အာလုံးကောင်းသွားကြလို့ပြန်ကြဖို့လုပ်တဲ့အခါမွေတို့ကြွက်တို့ကြက်တူရေးတို့ကလည်းသူတို့ဟာလူဘဝတုန်းကတထေးတွေပါမြုပ်ထားတဲ့ရွှေတွေငွေတွေရှိပါတယ်။ရသေးကြီးအလိုရှိတဲ့အခါလာယူလှည့်ပါလို့ဖိတ်ခေါ်ပြီးတော့ပြန်သွားကြတယ်။မင်းသားကလည်းငါမကြေနပ်နေပေမဲ့နှုတ်မဆက်ပဲပြန်သွားလို့မကြေနပ်တဲ့မျက်နှာနဲ့ပြန်သွားလို့မတင်ဘူးဒီတော့ပြုံးပြီးပဲကျွန်ုပ်ကနေပြည်တော်ကမင်းသားဖြစ်ပါတယ်ကျွန်ုပ်မင်းဖြစ်တဲ့အခါကြွလာခဲ့ပါပစ္စည်းလေးပါးနဲ့ထောက်ပံ့ပါမယ်လို့ဖိတ်ခေါ်ပြီးတော့ပြန်သွားခဲ့တယ်ပေါ့ရသေးကြီးကလည်းဒီနေ့မှာတော့သူတို့ရဲ့စိတ်ဓာတ်တွေသိကျင်လို့စမ်းကြည့်မယ်ဆိုပြီးတော့အစဉ်အတိုင်းမွေတို့ကြွက်တို့ကြက်တူရေးတို့စီကိုသွားတဲ့အခါသူတို့ဟာကျေးဇူးကိုသိတတ်ပြီးတော့အားရဝမ်းသာနဲ့ကြိုဆိုခဲ့ကြတယ်သူတို့ပိုင်ဆိုင်သမျှလူရာယူပါလို့ရသေးသူတော်စင်ကြီးကိုပေးခဲ့ကြတယ်ရသေးကြီးကလည်းလူမှပဲလာယူပါမယ်လို့ပြောပြီးတော့ပြန်လာခဲ့တယ်နောက်ဗာရဏသီကိုဆက်သွားပြီးတော့မင်းကြီးရဲ့ဥယျာဉ်မှာစက်ခန်းချတဲခိုးပြီးတော့နေခဲ့တယ်မင်းသားကလည်းမင်းဖြစ်လို့မြို့တွင်းကိုဆင်စည်းပြီးလှည့်လာတဲ့အချိန်ရသေးကလည်းမြို့တွင်းကိုဆွမ်းခံဆိုပြီးတော့လှည့်လဲခဲ့တယ်အဲ့ဒီအခါမင်းသားကတွေ့သွားပြီးတော့ရသေးကငါထံကိုစားတော့လို့ရောက်လာပြီငါအပေါ်သူပြုတ်ခဲ့တဲ့ကျေးဇူးတရားကိုလူတွေရှောက်ပြောလို့လူတွေသိကုန်ရင်ငါကျေးဇူးတင်နေရအောင်မှာသူ့ကူညီခဲ့တဲ့ကျေးဇူးတရားကိုဘယ်သူမှမသိမီလူတွေကို तू မပြောနိုင်မီငါဒီရသေးရဲ့ဥကောင်းကိုဖြတ်ပြီးတတ်ပြီးရမယ်ဆိုပြီးတော့ချက်ချင်းမင်းမှုတန်းတွေကိုအဖမ်းခိုင်းပြီးတုတ်တန်ကိုထုတ်တခြင်းရှိုးခေါင်းဖြတ်တတ်စေလို့အမိန်ပေးခဲ့တယ်စစ်မှုတန်းတွေကလည်းမင်းကြီးအမိန်အတိုင်းဆောင်ရွက်ကြတော့ရသေးကြီးကမင်းမှုတန်းတွေကသူ့ကိုဘလောက်ပဲရိုက်ဘလောက်ပဲနာအမေကဲပါအဖေကဲပါဆိုတာမျိုးငိုကြွေးတာတွေမပြဘဲနဲ့ညည်ရီထဲမျောလာတဲ့ထင်းတုံးကိုဆဲတင်တာကမြတ်သေးတယ်ကျေးဇူးကိုမသိတတ်တဲ့ယောက်ျားကိုဆဲတင်ခြင်းကတော့မမြတ်ဘူးအဲ့ဒါလိုပညာရှိတွေပြောခဲ့တဲ့စကားသိမှန်တာပဲဆိုပြီးတော့ပဲပြောနေခဲ့တယ်အဲ့ဒါလိုကြီးပြောနေတော့ရိုက်နှက်တဲ့မင်းချင်းတွေကယသိ
ငါတို့မင်းကြီးအပေါ်သင်ကျေးဇူးပြုဘူးသလားလို့မေးကြတော့ယသိကလည်းပဲအကြောင်းစုံရှင်းလင်းပြလိုက်တယ်အဲ့ဒီအခါမင်းချင်းများမှတဆင့်ပြည်သူများပါသိပြီးတော့မင်းကြီးကိုအားလုံးကတတ်လိုက်ပြီးယသိကိုမင်းအဖြစ်တင်မြှောက်လိုက်ကြတယ်လို့950မှာဆိုတယ်ဒီဆရာတော်ဘုရားကြီးကလည်းရေမျောထင်းကြောင်ဆယ်တော်ကောင်းဤအကြောင်းမညာပညာမဲ့ထလူပါလာကိုမဆကဲမိအပြစ်ရှိခဲ့မတိကျေးဇူးထိမ်မြူးဖြောက်ချီကြက်တော့ရည်တို့ပျောက်ကြည်ဆုံးပြီးအကျိုးမရှိဘူးလို့ဆုံးမပြောဆိုခဲ့တယ်ကိုတိုင်ကရေမကူးတတ်ဖဲနဲ့ရေနစ်နေတဲ့သူတွေကိုဆယ်တဲ့အခါကိုပါရေနစ်သေးသူတွေရှိတယ်လို့ဆိုတယ်ဒါကြောင့်ရေနစ်နေသူတွေကိုဆယ်ခြင်းရင်ကိုယ်တိုင်ရေကူးကျွမ်းကျင်နေသူဖြစ်ဖို့ကပထမအရေးကြီးတယ်ဘုန်းကြီးအပေါ်လွန်စွာကျေးဇူးများခဲ့ဘူးတဲ့ကျေးဇူးရှင်တကာကြီးတူဟာသူနဲ့ခင်တဲ့သူတယောက်ကမပြေလည်မှုကိုမှမရှိဘဲနဲ့သူများစီကငွေတွေကိုအတိုးနဲ့ချေးငှားပြီးတော့ကူညီခဲ့ဘူးတဲ့အဲ့ဒီလူစီကငွေတွေပြန်တောင်းလို့မရတဲ့အခါသူချေးငှားယူထားတဲ့ငွေတွေကိုငွေပြန်ဆပ်နိုင်မှုတတိယလူစီကငွေတွေကိုအတိုးနဲ့ယူပြီးတော့ဒုတိယလူကိုပြန်ဆပ်ရပြန်တယ်အဲ့ဒါလို့နဲ့တတိယလူကိုဆပ်နိုင်ဖို့စတုထာနဲ့ပြစ္စမလူစီကငွေတွေကိုအတိုးနဲ့ယူရင်းနဲ့သူ့ဘဝတစ်ခုလုံးနစ်မွန်းပြီးတော့နှစ်ပေါင်းများစွာသေဂာနီးနှစ်အထိအကျွေးနွန်နေပြီးတော့စိတ်ရောကိုယ်ပါဒုက္ခတွေရောက်ခဲ့ဘူးတယ်အဲ့ဒါလို့လူတွေဟာလောကမှာအများပြားရှိနေတဲ့အတွက်ကြောင့်မိမိရဲ့တတိနဲ့ပညာသာအားကိုးရလို့ပြောကြရင်းနဲ့ဒီကုန်းချုပ်ချင်ပါတယ်အားလုံးဆင်းရဲဒုက္ခများမှလွတ်မြောက်နိုင်ကြပါစေ